တတိနေတာမှန်ခဲ့မယ်ဆိုရင်တော့အဲ့တုန်းကဖြစ်ပျက်တွေကဒီလိုပါအရင်မျိုးဆက်9ခုမြောက်ခန့်ကအသက်42နှစ်ရှိပြီဖြစ်တဲ့အကာဟောင်လာကအီတလီလူမျိုးဖြစ်ပြီးတော့အရင်ကသူ့ရဲ့မျိုးနံပါတ်ကလည်းလာထရာတိုဖြစ်ပါတယ်သူက1843ခုနှစ်မှာပင်လယ်ထဲမှာမတော်တဆမှုဖြစ်ပြီးတော့ဟာဝိုင်ကျွန်းပေါ်မှာရှိတဲ့ဝိုင်ပိုဆိုတဲ့ရွာလေးကိုလိုက်တဲ့တင်လာခဲ့ပြီးတော့သူ့ကိုကူညီပေးခဲ့တဲ့ကျွန်းသူမိန်းကလေးတယောက်နဲ့လည်းချစ်ကြိုက်မိသွားခဲ့ပါတယ်မကြခင်ပဲသူကဟာဝိုင်မှာရှိတဲ့တော်ဝင်မိသားစုရဲ့ယုံကြည်မှုကိုပါရရှိခဲ့ပါတယ်အဲ့နောက်မှာတော့သူကဟူအာလာလာကျွန်းရဲ့တောင်မြောက်ဘက်ဆွန်းကရှိုနားမှာနေထိုင်ခဲ့ပြီးတော့ဥယျာဉ်ခြံတွေကိုစတင်စိုက်ပျိုးခဲ့ပါတယ်ဟာဝိုင်ကျွန်းရဲ့နေစီလွာတွေကလည်းမိနောက်ကျောက်တွေနဲ့ဖွဲ့စည်းထားတာဖြစ်လို့မွေးရည်တွေကမြေအောက်ထဲကိုစိတ်ဝင်သွားပြီးတော့မြစ်တွေချောင်းတွေဖြစ်နေပြန်ပေါ်လာလိမ့်မရှိပါဘူးဒါပေမဲ့လည်းလာထရာတိုကသူ့ရဲ့ပင်ကိုအသိနဲ့မြေအောက်ထဲမှာရေတွေဆူဝေးနေတဲ့နေရာတွေကိုခံမှန်းပြီးတော့အခြားလူတွေလိုမျိုးရေတွင်းမတူဘဲနဲ့အလျားလှိုက်တောတွင်းဥဝင်တွေကိုပဲလာပေါင်းများစွာတူးဖော်ခဲ့ပါတယ်သူ့ရဲ့စူးစမ်းမှုတွေကြောင့်ပဲနောက်ဆုံးမှာတော့သူဟာမြေအောက်ရေလမ်းကြောင်းတွေကိုရှာဖွေတွေ့ရှိသွားခဲ့ပါတယ်မကြခင်မှာပဲဟာဝိုင်ကျွန်းစုကအမေရိကန်ပြည်ထောင်စုထဲကိုပါဝင်သွားတဲ့အခါမှာတော့လာထရာတိုဆိုတဲ့သူ့ရဲ့မျိုးနာမည်ကိုဟောင်လာလို့ပြောင်းလဲလိုက်ပြီးတော့ဟောင်လာဖန်ကုမ္ပဏီကိုလည်းစတင်တည်ထောင်လိုက်ပါတယ်1960ပြည့်နှစ်တွေမှာတော့ဟိုတယ်တွေနဲ့ဗီလာတွေကိုများပြားဆောက်လုပ်လာခဲ့လို့တောက်သုံးဖို့နဲ့သုံးဆွဲဖို့အတွက်ရေလိုအပ်ချက်တွေမြင့်မားလာခဲ့တာကြောင့်မလို့ဟောင်လာကုမ္ပဏီကလည်းအာဏာပိုင်တွေရဲ့မျက်နှာသာပေးမှုတွေကိုရရှိခဲ့ပါတယ်သူတို့ဟာရေရင်းမြစ်တွေမကဘဲနဲ့စိတ်ကန်းတည်ယူပို့ဆောင်ရေးနဲ့လက်နက်ခဲယမ်းထုတ်လုပ်ရေးတွေထိပါစီးပွားရေးနယ်ပယ်ကိုချဲ့ထွင်လာခဲ့ကြပါတယ်သူတို့မိသားစုပိုင်ဆိုင်ထားတဲ့ဟူအာလာလာကျွန်းရဲ့မြောက်ဘက်ရှိုလေးကသူတို့ရဲ့ခွင့်ပြုချက်မပါဘဲနဲ့အစိုးရဝန်ထမ်းတွေရောရဲတွေကပါဝင်ရောက်လို့မရတဲ့အထိကိုထူးခွင့်ရေးတွေရရှိတန်းခဲ့တာဖြစ်ပါတယ်ဒီမြေပေါ်မှာလူသေးတာပဲဖြစ်ဖြစ်တရားမဝင်လက်နက်လုပ်ငန်းကဘေးထွက်ပစ္စည်းတွေပြန့်နှံ့သွားတာပဲဖြစ်ဖြစ်ဘယ်သူမှရေးယူလို့မရတဲ့အထိကိုအာဏာကြီးမားခဲ့တဲ့မြေနေရာဖြစ်ပါတယ်အခုလက်ရှိမျိုးဆက်80မြောက်အကြီးအကဲဖြစ်တဲ့အာကာဟောင်လာရဲ့လက်ထက်မှာတော့ကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေကဒေါ်လာ50ဘီလီယံအထိကိုရှိနေပါပြီပါကိုကတော့တက်လီကာထဲမှာပဲသွေးထွက်တန်ရာတွေနဲ့ရှိနေခဲ့ပြီးတော့ဘယ်တော့မှတနက်ကိုပြစ်လိုက်တာလဲလို့စဉ်းစားနေခဲ့ပါတယ်စေယုံတွေကဂျူဒီယိုကလည်းပတ်ဝန်းကျင်ကလူတိုင်းကိုအကဲခတ်နေပြီးတော့ဒရဂိုနာတို့ကိုစောင့်ကြည့်ပေးနေပါတယ်ဆောင်းနက်ကလူနာရဲ့တက်တော်ဆောင်ကလည်းသူ့ကိုပြန်ကဲခတ်နေပါတယ်မကြခင်မှာပဲဂျိုဒီယိုကခုံလဲနေပုံမှာထိုင်ပြီးတော့ဖုန်းသုံးနေတဲ့အသက်ကြီးနဲ့လူအိုကြီးတယောက်ကိုဒိထားမိသွားပါတယ်တန်တရားမျက်လုံးတွေနဲ့စောင့်ကြည့်နေရင်ပဲသူ့ရှိကကလေးမလေးကလက်ထဲမှာရှိတဲ့ကြောင်အုပ်ကလေးကပြုတ်ကျသွားတာကိုပါမြင်လိုက်ရပါတယ်ဂျိုဒီယိုကသူ့ဘကိုအာယုံဆိုင်မိသွားတဲ့အချိန်မှာပဲနောက်ကနေဖော်ပြီးချင်းကပစ္စတိုနဲ့ချိန်ထားလိုက်ပါပြီ။ဦးစာကီကတော့သူ့ရဲ့အုံနောက်ထဲမှာစတန်လိုမျိုးရာကအုံနောက်တ िश ူတွေကိုဖျက်ဆီးပစ်နေလို့အသက်အန္တရာယ်ဆိုးနေရပါတယ်။ချာမင်းမန်းကလည်းဦးစာကီရဲ့အုံနောက် MRI ပုံကိုစစ်ပြီးတော့စတန်ကြီးလောက်မဲ့နေရာကိုရှာဖွေနေပါတယ်။ဒရာဂွန်နာကလည်းသူ့ရဲ့စတန်လေးတွေကိုဦးစာကီရဲ့နှာခေါင်းထဲကနေတစ်ဆင့်အုံနောက်ထဲကိုလွှတ်ထားပေးလိုက်ပါတယ်။အဲ့လိုနဲ့ပဲ Smoke Breeder တွေကသွေးကြောထဲကိုလိုက်ပြီးတော့ရှာဖွေနေကြရင်ပဲအပြင်ဘက်ကဂျိုဒီယိုကတော့ဆောင်းနက်ကကလေးမလေးရဲ့ရုပ်ကိုပြန်ကောက်ပေးဖို့လုပ်နေပါတယ်။အဲ့ဒီချိန်မှာပဲသူမရဲ့နှာခေါင်းကနေသွေးတွေရှူလာတာကိုမြင်လိုက်ရလို့ဒါကစတန်ဥစားတယောက်ရဲ့ damage တွေထိတာခံထားရတဲ့လက္ခဏာပဲဆိုတာကိုဂျိုဒီယိုကတန်းပြီးတော့သဘောပေါက်သွားပါတယ်။သူတတိထားမိသွားတယ်ဆိုရင်ပဲနောက်ကနေဘော်ဘီဂျင်းစ်ကကြီးစံတစ်တောင်းကိုသူ့စီကိုပစ်လိုက်ပါတယ်။ဦးစာကီရဲ့ကိုယ်ထဲကစတန်လေးကိုတော့ Dragonair ရဲ့ Smoke Breeder တွေကဝိုင်းချော်ပြီးတော့နင်းရိုက်နေကြပါပြီ။အဲ့ဒါကြောင့်မလို့ပဲလူလူစီမာက damage ထိခံနိုင်ရတဲ့လက္ခဏာတွေကိုဂျိုဒီယိုကမြင်သွားတာဖြစ်ပြီးတော့အခုတော့သူ့စီလာနေတဲ့ကြီးစံတွေကိုပဲအရင်ဆုံးအာရုံစိုက်ရပါတော့မယ်။နိုဝင်ဘာရိရဲ့မြေဆန်တဲ့တုံ့ပြန်မှုတွေနဲ့ပဲမိုးတွေကိုရွှေချထားလိုက်ပြီးတော့သူ့ကိုယ်သူပြန်ကာလိုက်ပါတယ်။အဲ့ဒါကြောင့်မလို့ပဲကြီးစံတွေကလမ်းချော်သွားပြီးတော့ဘော်ဘီဂျင်းစ်ကိုပြန်တီးသွားပါတယ်။ဘော်ဘီဂျင်းစ်ကလည်းဇက်တိုက်ပြစ်ခတ်နေခဲ့လို့အနာကလူနာတွေကိုပါထိမှန်ကုန်ပြီးတော့ဝေယုံသုံးကနေဖြစ်ကုန်ပါပြီ။ဂျိုဒီယိုကတော့သူ့ကိုပလင်းကြီးလိုက်ပြစ်နေတဲ့ဖိုးကြီးရဲ့လက်ကနေလွတ်အောင်ပဲပြေးနေရပြီးတော့အရေးပေါ်ထွက်ပေါက်ကနေပဲလက်မတင်လေးလွတ်သွားပါတယ်။လူငါတို့ဒီဆေးရုံရဲ့လုံခြုံရေးကင်မရာတွေကနေငါတို့ရဲ့မှတ်တမ်းတွေကိုအရင်ဆုံးဖျက်ပစ်ရမယ်။ဒီကောင်တွေကတကယ်အတီပေါက်တွေပဲ။သူတို့ကဘာလို့လိုချင်နေကြတာလဲ။ဟောင်လာကုမ္ပဏီရဲ့စာချုပ်တွေကိုရောဘာဖြစ်လို့တွားကြည့်ရတာလဲ။လူတိုင်းကတနေ့မှာတော့မတော်တဆမှုဒါမှမဟုတ်ရင်ဖျားနာမှုတစ်မျိုးနဲ့သိဆုံးကြရမှာပဲလေ။ဘသူပဲဖြစ်ဖြစ်ပေါ့။ဒီကောင်လေးတွေကသူတို့နဲ့မဆိုင်တဲ့နေရာကိုလာပြီးတော့ဆော့ဖတ်မိသွားတာ။အဲ့ဒါကြောင့်မို့လို့ပဲငါတို့ကလည်းအခုလိုမျိုးချင်းတွေကိုရှောင်းလာကြရတာပဲ။ဟောင်လာကုမ္ပဏီကလည်းဒီဝါလီခံရပြီးတော့ပိုင်ဆိုင်သားသမျှအားလုံးကိုမကြခင်မှာဆုံးရှုံးသွားရတော့မှာ။အဲ့ဒါတွေကတော့သူတို့ရဲ့လက်ထက်ကိုတိတိနေချောက်သွားတော့မယ်လို့ငါခန်းစားနေရတယ်။ပိုင်ဆိုင်မှုတန်ဖိုးကလည်းဒေါ်လာဘီလီယံ50တောင်မှရှိတယ်။ငါထင်တယ်မမဟုတ်ဆိုရင်တော့သူတို့တက်ကတယောက်စီမှာပြီးတော့ကြောက်ရှိတယ်။အဲ့ဒါကိုပြန်ယူနိုင်ဖို့ကရဲရဲကြီးတယ်။ပြီးတော့ဆောနာကကောင်လေးကငယ်သေးတယ်ဆိုပေမဲ့လည်းသူတို့တဲမှာတော့ခေါင်းဆောင်ပဲဖြစ်ရမယ်။ငါသူနဲ့ပဲအရင်ဆုံးစားကြည့်ရတာပေါ့။အဲ့လိုနဲ့ပဲလူကလည်းသူမရဲ့ကြောင်လေးကိုတစားစီဖြုတ်ပစ်လိုက်ပြီးတော့တခုခုကိုကြံစီထားလိုက်ပါတယ်။ဦးစာကီရဲ့ခန္ဓာကိုယ်ထဲမှာတော့ Smoke Breeder တွေက၄000တကောင်နိုင်ဝန်းကျင်နေကြပါတယ်။ခဏလေးတွင်းမှာပဲဘေးပပတ်လည်းမှာဘက်ဂရုတွေက9000တောင်မှထပ်ပြီးတော့ပေါ်လာလို့ Dragonair ကိုယ်တိုင်တော့မှပဲတော်တော်ကိုအံ့ဩသွားခဲ့ရပါတယ်။ဒီ stat တွေကဘယ်ကနေထပ်ပြီးတော့များရောက်လာတာဖြစ်မလဲ။အဲ့ဒီချိန်မှာပဲသူတို့ရဲ့နားမှာလူရဲ့ကြောင်ရုပ်ခေါင်းလေးကရှိနေတာကိုသိထားမိလိုက်ပါတယ်။ဓမ္မရိုက်ဆက်ရဲ့တန်လိုက်တဲ့တွေကြောင့်မို့လို့ကြောင်လေးရဲ့အစိပ်ပိုင်းလေးတွေကလည်းတကူချင်းစီလာကတ်နေကြတာဖြစ်ပြီးတော့အဲ့ဒီရုပ်လေးတွေမှာလည်း stand လေးတွေကကတ်ပြီးတော့ပါလာပါတယ်။လူကသူမရဲ့ stand ကောင်လေးတွေကိုအရုပ်လေးတွေထဲမှာထည့်ပြီးတော့လွှတ်လိုက်တာပါ။အဲ့ဒီ stand လေးတွေကလည်းဦးစာကီရဲ့အုံနောက်ထဲကိုရှောက်သွားပြီးတော့ Dragonair ကိုပါဒုက္ခပေးနေပါပြီ။ဘော်ဘီဂျင်းစ်ကလည်းဂျိုဒီယိုပြေးသွားတဲ့နောက်ကိုလိုက်ရင်းနဲ့ပဲတန်းစင်ကန်တာကိုရှောက်လာပါတယ်။
ကြားမှာဖွဲထားပြီးတော့ Bobby Jeans ကတော့သူ့နာကမိန်းကလေးအနာတွေကိုအရင်ဆုံးစစ်ကြည့်လိုက်ပါတယ်။အဲ့ဒီအချိန်မှာနောက်ကနေဂျိုဒီယိုကလက်တိုက်ဖို့ကြိုးစားလိုက်ပေမဲ့လည်း Bobby Jeans ကကြီးစံတွေကိုပြစ်ထားပြီးပြီဖြစ်လို့ခွင့်ရင်းမရတော့ဘဲနဲ့ပြန်ပြီးတော့ဆုတ်လာခဲ့လိုက်ရပါတယ်။ဒါပေမဲ့လည်း Bobby Jeans ကလုံမပေးတာကြောင့်မလို့ဂျိုဒီယိုကလည်း November Rain နဲ့ကြီးစံတွေကိုကာလိုက်ရပြီးတော့ယောက်ျားလေးသားချင်ကတဲ့ကိုပဲဝင်ပြေးသွားလိုက်ရပါတယ်။ Bobby Jeans ကတော့ကြီးကပ်လဲပြီးတော့အိမ်နာတဲကဂျိုဒီယိုရဲ့နောက်ကိုလိုက်လာပါတယ်။ဂျိုဒီယိုကတော့ကြော်လေးတက်ကောင်လိုမျိုးချောင်ပိတ်မိသွားပြီးတော့ကန်ဆိုးကျင်တော့သူ့ရဲ့ခန္ဓာကိုယ်ထဲမှာပါလူလူရဲ့ Stanley တွေကရောက်နေပြီဖြစ်ပါတယ်။အခုချိန်ဆိုရင်တော့ဂျိုဒီယိုဟာအပြင်ဘက်ကတိုက်ခိုက်မှုကိုရောအတွင်းထဲကတိုက်ခိုက်မှုကိုပါရောပြီးတော့ခံရပါတော့မယ်။